နေတယ်ဒါကိုတားဆီးပါဟိုဘက်ကလိုအပ်နေတာကိုပြည့်အောင်လုပ်ပါလို့ပြောတာခမည်းတော်ရဲ့စောက်ပြဿနာကြီးကလေခမည်းတော်ကလေဘလို့ဖြစ်နေတဲ့တက္ကာယဒိဋ္ဌိတွေခမည်းတော်ကိုးကွယ်တဲ့ကောင်ကဖျားဖြစ်ရင်လည်းဖြစ်မဖြစ်လဲနွားဖြစ်ဆက်ကိုးကွယ်တာခမည်းတော်ရဲ့ပြဿနာလားဟဲ့အမေရိကန်မှာဒါမျိုးမရဘူးကွာပညာတက်နေတဲ့နိုင်ငံမှာဒါမျိုးမရဘူးကွာဖျားနွားကွာမင်းတို့သိရမှာဒါမင်းတို့ကလူမျိုးရေးတွေနဲ့အရန်ချင်းကတ်တာကွာစောက်မင်းတို့ပြောနေတဲ့ကချင်တွေကုန်နေပြီဒုက္ခတွေနဲ့ဒုက္ခိတနဲ့ဒါပဲကြံတော့တယ်အကုန်လုံးဗမာတွေဂွင်ရိုက်ပြီးတော့အမေရိကန်မှာချမ်းသာနေတဲ့မင်းတို့ကချင်တွေဒါတွေကိုလိုက်ရမှာဒါကိုငါပြောတာဟုတ်ပြီလားဒါမြေရှားတတ်တူနဲ့ပြတ်ပြောတာငါနဲ့ခွန်မောနဲ့ဘာလို့တင်းမှမရှိဘူးဒီကောင်စီစဉ်ခဲ့တဲ့အစီအစဉ်တွေဟာဒီလိုခေါင်းပုံဖြတ်ခံရတယ်ဆိုပြီးငါပြောတာကွာငါအမှန်တရားပြောနေတာအမေရိကန်နိုင်ငံမှာအိမ်ဝယ်ချမ်းဝယ်ဆိုင်ဆောက်ဖာယုံထောင်နေတဲ့ကောင်တွေဟိုမှာတင်းနေပြက်နေတာတွေကပြပြီးတော့ရထားတဲ့ဥစ္စာတွေနဲ့ထောင်နေတာဘယ်မှာလဲစင်းစစ် Master Guamo you sure explain about me that is your layout that is your format ငါတို့သိတာဒါကြောင့်ငါတို့ပြောနေတာကချင်မုံလို့ပြောတာမဟုတ်ဘူးမင်းတို့အတုံးချခံလိုက်ရတာဂွမ်မော်စဉ်းစားရမယ်ဒီချိန်မှာဟုတ်မလားအဲ့မှာရှိနေတဲ့ PDF တွေကိုစိုက်ချင်မဟုတ်ဘူးဒီဘက်ကနော်မင်းတို့တိုက်နေတဲ့ဥစ္စာတွေကိုအတုံးချပြီးတော့အကျိုးမြတ်ယူသွားတဲ့အကောင်တွေကောင်မတွေအထီးတွေအမတွေကိုနိုင်ငံတော်ပြန်တန်းတဲ့ဒူဝါလက်ရှိလာမထုတ်ရဲတာဘာကြောင့်လဲအဆုရှေ့ကမင်းတို့ပါနေလို့လားလို့ငါမေးခဲ့တာလေရောက်တဲ့နေရာရောက်တဲ့နိုင်ငံကိုဘယ်လိုအခြေအနေမျိုးနဲ့ဘယ်လိုပဲရက်တည်နေပလိစေရအောင်အရေးယူနိုင်ရမယ်အာဂရိတရားဆိုတာလေဗမာနိုင်ငံကြီးပြည့်စည်ခဲ့တာမင်းတို့ကချင်တွေမလွတ်လပ်တာလဲအာဂရိတရားပဲလာခဲ့လိုက်စောက်ရှက်ကွဲသွားမယ်ပြောလိုက်ရမ်းလာမတုံနဲ့နော်ဗမာတနိုင်ငံလုံးတခိုးကြီးတွေနဲ့တီဆောက်လာတာတိုက်ပြီးမွဲသွားတယ်ဗမာတခိုးကရင်တခိုးချင်းတခိုးအကုန်တခိုးတွေနဲ့ခေါင်းဆောင်တွေကိုပြောတာနော်လူတွေအားလုံးပြောတာမဟုတ်မင်းတို့ဒါပြောတာဒီအချိန်မှာအာဂရိတရားကိတ်ကိတ်ရှင်းရှင်းနဲ့ဘုံရန်သူဖြိုချရမယ်ငါအသေးချာပြောတယ်နော်အာဂရိတရားကိတ်ကိတ်ရှင်းရှင်းနဲ့အာဂရိလောက်သွားတဲ့ကောင်တွေကိုလည်းအရေးယူပြီးတော့ဖြိုချပြီးတော့နိုင်ငံသစ်စနစ်သစ်အနာဂတ်ကိုထူထောင်မဲ့အကောင်ပြကွာဟုတ်လားစောက်ရမ်းလာမပြောနဲ့နှစ်ကြောင်းသုံးကြောင်းဖတ်တယ်ဖြဲထုတ်ပါလားဖြဲမှာ special ဖြဲမှာမကြောက်ဘူးစောက်ကြီးကိုမဆိုင်ဘူးမင်းစင်စားကြည့်မင်းတို့တိုက်နေတာပြက်နေကျိုးနေသိနေတာအမေရိကန်မှာမောင်အေးတို့ပန်းဆယ်လူတို့ချမ်းသာနေတာမင်းတို့စောက်ဝတ်ဆောင်ဘောင်းဆောင်တွေဝတ်ပြပြီးအထူးခံထားတာစောက်ချက်ရှိဖို့လို့မင်းတို့အောင်းနှောက်နေရှိဖို့လို့ငါပြတ်တယ်ကွာငါတို့ကမှန်ကန်မင်းတို့အချို့ခံစားခွင့်ကိုရဖို့ပြောနေအားနေဒီစောက်လူမျိုးကြီးတွေခေါင်းနဲ့လာထဲဟိုတောက်စောက်တုံးမကြတဲ့ကောင်စောက်ဘူးမဆိုင်ဘူးကွာအမှန်ပြောတာစည်ရင်းစစ်မရှိတဲ့အစိုးရဘောပဲကွာဘောတော့မှအကြီးကွာပါဇက်တဲ့ကိုမထဲနဲ့တင်းထိုးထဲပလိုက်မယ်ကွာငါဘောဘာစောက်စည်ရင်းစစ်မှမရှိတဲ့အစိုးရဘာစောက်ရေးယူမှုမှမရှိတဲ့အစိုးရအစ်စ်ကဒေါ်ဆန်းစုကြည်ဦးဝင်းမြင့်မသိသေးဘူးမင်းတို့ကလူလိန်အစိုးရကဘာကြီးဒါကြောင့်စောက်ကိုမင်းတို့အသိမှမပြုဘူးဒီမိုကရက်ကကစားကျင်လို့ပဲမင်းတို့စောက်ဆက်ဆံနေတာမှတ်ထားအောင်လားလေငါတို့ကနိုင်ငံရေးကောင်းသိတယ်ဒီမိုကရက်ကကစားကျင်လို့ဆက်ဆံနေတဲ့အပိုင်းလေးပဲရှိမတရားဝင်အစိုးရရှိစောက်ရင်းမပါလေတိတ်မပြောနဲ့မင်းတို့ကုလသမဂ္ဂ protocol တွေတရားသွားဖတ်အောင်နော်ချီးလုံးကြနဲ့ဒါအမှန်ပြောတာတိတ်များလုံးနဲ့ခါရီကြတယ်နောက်တစ်ခုပြောမယ်
ရွေးကောက်ပွဲကျင်းပပြီးလူလေလုံးမဲ့ခင်ကြီးမြန်မာနိုင်ငံမှာလေလွတ်လပ်ရပြီးတဲ့ကအာဏာသိမ်းပြီးတဲ့ကတကယ်လူထုတရားဝင်ရွေးကောက်တင်မြှောက်ထားတာကိုရွေးကောက်ပွဲတစ်ခုနဲ့ပဲတောက်လျှောက်ပယ်ဖြတ်လာတယ်ဆိုတာကိုခင်ဗျားတို့အသေးချာကောင်းနဲ့ထည့်လိုက်ပထမရွေးကောက်ပွဲကိုနောက်ရွေးကောက်ပွဲနဲ့ပယ်ဖြတ်ပြီးတော့လူလေလောက်တာအဲ့ဒါကိုလှုပ်ဖို့အတွက်အကြံပေးတာခင်းကြီးဒုတိယကခင်ဗျားတို့ကြားဘူးတဲ့တမ္ပရမောင်မောင်ရဲ့တမိနာမည်၃လုံးနဲ့ဟုတ်ပလားထပ်ပြောလိုက်ဦးမယ်နော်